ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်နေ့စဉ်12နာရီကနေ1နာရီအထိမှာကျမရဲ့ဗီဒီယို like ကလေးရှိပါတယ်เนาะတိုက်ရိုက် like ကလေးပါအမြဲတမ်းနှွေနေပါတယ်အဲ့ဒီ like အောက်ကနေပြီးတော့ကျမတို့မေးခြင်းနဲ့မေးခွန်းလေးတွေမေးထားမယ်ဆိုရင်အဲ့ဒီနောက်နေ့အဲ့ဒီ12နာရီနဲ့1နာရီ like မှာပြန်ပြီးတော့ဖြေကြားပြီးသွားမှာဖြစ်ပါတယ်เนาะဒီအစီအစဉ်လေးကိုကျွန်မဒီနေ့ကနေစပြီးတော့ထည့်ပေးတာဖြစ်ပါတယ်အဲ့တော့လက်တလုံးမှာအခုမှအရေးကြီးတဲ့ကိစ္စတွေမေးခြင်းတဲ့ကိစ္စတွေရှိတယ်ဆိုရင်တော့အဲ့ဒီ like အောက်ကနေပြီးတော့မေးပေးပါအခုဗီဒီယိုအောက်ကနေပြီးတော့မေးထားလို့လည်းရပါတယ်เนาะအခုပြောပြမယ်မျှဝေပေးမယ်ရင်းရလေးရတော့ကို့မှာအရေးတကြီးအကူအညီတော့တောင်းမယ်ဥပမာငွေကြေးကိစ္စအကူအညီတော့တောင်းမယ်အဲ့ဒီအကူအညီကိုကိုကရခြင်းတယ်ငွေကြေးကိစ္စအဆင်ပြေခြင်းတယ်အဲ့ဒီအခါမှာကိုကဘာလေးဆောင်သွားရရင်အဆင်ပြေနိုင်လဲဆိုတဲ့ရည်ရည်လေးကိုမျှဝေပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကို9ရက်သားသမီးများအစအဆုံးလေးကြည့်ပေးပါကျွန်မအနေနဲ့9ရက်သားသမီးများကိုအကုန်လုံးကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဦးဆုံးကတနင်္ဂနွေသားသမီးများကိုကငွေကြေးကိစ္စနဲ့အကူအညီတွားတောင်းမယ်အကြီးအကဲရှိမှာပေါ့เนาะကိုစကားပြောမဲ့ကိုအကူအညီတွားတောင်းမဲ့လူကတနင်္ဂနွေသားဖြစ်နေတယ်ဆိုလို့ရှိရင်ကိုမဟုတ်ဘူးเนาะတစ်ဖက်လူကတနင်္ဂနွေသားဖြစ်နေတယ်ဆိုလို့ရှိရင်เนาะကျမတို့မြောက်ရဲ့ဖက်ကိုမျက်နှာမူမယ်เนาะမြောက်ရဲ့အိမ်ကနေပြီးတော့မှမြောက်ရဲ့ဖက်ကိုမျက်နှာမူပဲပြီးရင်ကိုယ့်လက်ထဲမှာမိမျိုးပန်းလေးကိုကင်ဆောင်ထားရမယ်ကင်ဆောင်ပြီးတော့မြောက်ရဲ့ဖက်မှာမျက်နှာမူပြီးတော့မှကိုအခုသွားပြောမယ်ဟောဦးအောင်ပေါ့เนาะစကားအပြောဆိုအောင်မြင်ပါစေအခုကြီးရပါစေဆိုပြီးတော့မှဆုတောင်းပြီးတော့သွားပါဒါဆိုရင်ကိုယ့်ရဲ့အကူအညီတွေပေးလာပါလိမ့်မယ်အဲ့ဒီလိုပဲတနင်္လာကိုအကူအညီတောင်းမဲ့လူကတနင်္လာသားသမီးဆိုလို့ရှိရင်တော့ကျမတို့တပြေလေးကိုကင်ဆောင်ပြီးတော့အနောက်တောင်တောက်အရက်ကိုမျက်နှာမူပြီးတော့ဆုတောင်းပြီးတော့သွားရမှာပါရှင့်အင်္ဂါသားသမီးဆိုလို့ရှိရင်တော့ကိုတစ်ဖက်လူကအင်္ဂါသားသမီးဆိုလို့ရှိရင်ကျမတို့နှင်းစီပန်းလေးကိုကင်ဆောင်မယ်အရှိမြောက်ရက်ကိုမျက်နှာမူမယ်ပြောမယ်ဆုတောင်းမယ်အင်္ဂါနေခွက်မယ်အင်္ဂါပြီးသွားရင်ဗုဒ္ဓဘူးရာဟုသားသမီးများကြတော့အုံညွန့်လေးကိုလက်ကနေကင်ဆောင်ပြီးတော့မှအရှိရက်ကိုမျက်နှာမူပြီးတော့ဆုတောင်းပြီးတော့သွားပါဒါကဗုဒ္ဓဘူးသားသမီးဖြစ်ပါတယ်သာသာပတိသားသမီးများကြတော့အရှိတောင်ရက်ကိုမျက်နှာမူပေးရမှာဖြစ်ပါတယ်သူကဂန်းငေါ်မျိုးနှစ်ညွန့်ကိုလက်ကကင်ဆောင်ပြီးတော့ဆုတောင်းပြီးတော့သွားမယ်ဆိုရင်လည်းကိုယ့်ရဲ့ကိစ္စတွေအောင်မြင်စေပါတယ်เนาะကိုအကူအညီတောင်းမဲ့လူကကိုအကူအညီပေးလာမှာတောက်ကြသားသမီးကြတော့စပယ်ပန်းလေးကိုကင်ဆောင်ပြီးတော့တောင်ရက်ကိုမျက်နှာမူပြီးဆုတောင်းပေးရမှာပါစနေဆိုတော့ရွက်လာပန်းရှင်းညိုကိုကင်ဆောင်ပြီးတော့အနောက်ရက်ကိုမျက်နှာမူပြီးတော့ကင်ဆောင်ပြီးဆုတောင်းပြီးတော့သွားမယ်ဆိုရင်လည်းကိုအကူအညီတောင်းတဲ့လူကကိုကိုပေးလာပါလိမ့်မယ်ဒီလိုနီးလန်းလေးနဲ့ရေယုံကြည်ကြည်ပြုလုပ်ပြီးတော့သွားကြ